မြတ်စွာဘုရားရှင်ရဲ့သာသနာတော်ထွန်းလင်းတောက်ပနေချိန်မှာငါရဲ့အသက်ခန္ဓာဟာလည်းနေဝင်ချိန်နီးလာခဲ့ပြီအဖော်မမီတဘိုဒီသာသနာပြုခဲ့တာ14နှစ်တိုင်ရှိခဲ့ပြီ20ရက်လ2025ကြာသပတေးနေ့မှာအသက်လည်း39နှစ်ပြီးတော့တယ်ဒါကြောင့်39နှစ်ပြည့်ဝန်းကျင်မှာကုသိုလ်ပြုနိုင်ဖို့အတွက်12ရက်လ2025ရက်နေ့မှာရှေးဦးကြီးကိုသွားပြီးသွေးလူတန်းခဲ့တယ်15ရက်2025ရက်နေ့မှာငယ်စဉ်ကတရားအားထုတ်ခဲ့မှုတဲ့ကတ္တဗတော်အကြောင်းကိုသွားပြီးကတ္တဗတော်ရဆရာတော်ကိုလူဖယ်ဝတ္ထုစက္ကလူတန်းခဲ့တယ်ဒီချမ်းတဲ့တောရိပ်တောင်ကြီးလေးမှာမြတ်စွာဘုရားရှင်ရဲ့အရဟံဂုဏ်တော်ကိုအာရုံပြုပြီးတတိစိတ်ကကုသိုလ်ပြုခဲ့တယ်တိတ်ဆိတ်အေးချမ်းတဲ့နေရာလေးမှာတရားရှုမှတ်နေရတာကကိုယ်စိတ်နှစ်ပါးငြိမ်းအေးစေတယ်တောရိပ်တောင်ရိပ်တွေကစိတ်ကြည်နူးစေတယ်ငယ်စဉ်ကဆရာသမားတရင်သုံးပေါ်တွေနဲ့အတူတရားအားထုတ်ခဲ့မှုတဲ့တောရအကြောင်းဆောင်လေးတဲ့သင်္ခါရတရားသဘောကိုမလောက်ဆိုင်နိုင်ခဲ့ပြီမြတ်စွာဘုရားရှင်ရဲ့အရဟံဂုဏ်တော်ကိုအာရုံပြုပြီးမြတ်သပိတ်စီတီတော်ကြီးမှာဆက်လက်တရားအထုတ်ခဲ့တယ်ဝိနည်းများစွာတရားဝါတွေကိုမေတ္တာပို့ပြီးအမြတ်ပြုခဲ့တယ်16ရက်2025ရက်နေ့မှာမြိတ်မြို့ရင်းငယ်ဖျားရွာမှာတည်ရှိတဲ့ခနုံးဆောင်ဖျားကိုသွားပြီးမြတ်စွာဘုရားရှင်အရဟံဂုဏ်တော်ကိုပွားများအားထုတ်ခဲ့တယ်
19ရက်2လ2025ရက်နေ့မှာမြေမြို့ဘုတ်ချောင်းရမှာတည်ရှိတဲ့ဘုတ်ဆုံဖျားကိုသွားပြီးအရဟံဂုဏ်တော်ကိုပွားများအားထုတ်ခဲ့တယ်ဘုတ်ဆုံဆရာတော်နဲ့တရားဓမ္မဆွေးနွေးခဲ့တယ်18ရက်လ2025ရက်နေ့မှာမြေမြို့ဗိတ်တောင်ရမှာတည်ရှိတဲ့မဏိစုံဘုရားကိုသွားပြီးအရဟံဂုဏ်တော်ကိုပွားများအားထုတ်ခဲ့တယ်19ရက်2လ2025ရက်နေ့မှာမြေမြို့ရှမ်းချောင်းရမှာတည်ရှိတဲ့ဗရဆုပ်ဖျားကိုသွားပြီးအရဟံဂုဏ်တော်တွေကိုပွားများအားထုတ်ခဲ့တယ်အာယုဆုံးတဲ့တကွာဒီမများလားဆိုတော့ဘယ်လိုတို့ကိုနိဗ္ဗာန်မှာကြီးလူတန်းပါကုန်ဤ10ရက်2လ2025ရက်နေ့မှာကြာရောက်တဲ့39နှစ်ပြည့်ဝင်းနေ့မှာဝင်းနေ့ကိန်းလေးတကွာအရုပ်ဆွမ်းကိုမြေမြို့စန္ဒဝအုပ်စုရွာတဲ့ရွာနေဦးကျော်ကူလည်းဒေါ်ယူယူမှမိသားစုတို့ကလူတန်းခဲ့ကြတယ်မြေဆွမ်းကိုမြေမြို့ချမ်းချောင်းရနေမေတော်လေးဒေါ်ဆန်းဝင်းနဲ့ဓမ္မမိတ်ဆွေများကစုပေါင်းကဆက်ကပ်လူတန်းခဲ့ကြတယ်။စာရေးသူရဲ့မွေးစားသားလေးတွေဖြစ်ကြတဲ့ဖိုးရာဇေတာနဲ့ဖိုးရာဇဓမ္မတို့ကိုလည်းစာရေးသူနဲ့မွေးနေ့တူတာကြောင့်မွေးနေ့ပွဲလုပ်ပေးခဲ့တယ်။
မှာဇာယေသူရဲ့ဘဝမှာကျေးဇူးများတဲ့ကတ္တဗတော်ရအကြောင်းကိုသွားပြီးမြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်တွေကိုအာရုံပြုတာကြည်ညိုပူဇော်ခဲ့တယ်နောက်ဆုံးအနေနဲ့ဘောရမူဘုရားကိုသွားပြီး2568ပတ်သောအရဟံဘုဒ္ဓပတိစိတ်ပွားများခြင်းကိုဆုံးသတ်ခဲ့တယ်ဒီနေ့မှာအသက်39နှစ်ပြည့်ဝိနည်းအမတ်တရားအနေနဲ့သွေးလူတန်းခြင်းကုသိုလ်ပြုခဲ့တယ်သာသနာတော်နဲ့2568ခုနှစ်ကိုအာရုံပြုကမြတ်စွာဘုရားရှင်ကိုပူဇော်သောအားဖြင့်အရဟံဘုဒ္ဓပတိ2568ပတ်ကိုပွားများအထောက်ခဲ့တယ်ဤကုသိုလ်ကံစေတနာ၏အကျိုးကိုဝိနည်းများစွာတရားဝါတို့အားအများပြုပါကုန်၏ဝေတိအမြသာဓုခေါ်ဆိုနိုင်ကြကုန်သည်ဖြစ်၍တန္တရာဝခီလံဖြောက်တန်းစွာဖြင့်နိဗ္ဗာန်ရှိပြီနန်းသို့ရှောင်တန်းနိုင်ကြပါစေကုန်သတည်း